โอเคဆိုတော့ three gun တွေမှာလည်းကျွန်တော်တို့မျိုးစားတွေအများကြီးရှိရပေါ့နော်အားတွေအများကြီးရှိရပေါ့နော်3 gun ပါလေဆိုတော့3 gun ဆိုတာကဘာလို့ဆိုလိုတာလဲဆိုတော့ကျွန်တော်တို့3 3ကိုပြောတာဆိုတော့အနာ3နာပါတယ်ထောင်း3နာအနာ3နာထောင်း3နာပါတယ်ပစ္စည်းတွေကိုကျွန်တော်တို့3 gun လို့ခေါ်တာဖြစ်ပါတယ်ဒီမှာဆိုရင်ပုံလေးကိုကြည့်လိုက်ပါအနာ3နာထောင်း3နာလေးပဲတွေ့ရမယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာကျွန်တော်တို့အနေနဲ့3 gun မျိုးစားကိုနှစ်ပိုင်းခွဲလို့ရတယ်ပေါ့နော်အနာတွေကိုကြည့်ပြီးတော့ခွဲလို့ရတယ်ထောင်းတွေကိုကြည့်ပြီးတော့ခွဲလို့ရတယ်ဆိုတော့အနာတွေကိုကြည့်ပြီးတော့ခွဲကြည့်အောင်ဆိုတော့အနာ3နာလုံးညီတဲ့3 gun ကိုကျွန်တော်တို့က equilateral လို့ခေါ်တာဖြစ်ပါတယ်3နာညီ3 gun ကို equilateral လို့ခေါ်တယ်အနာ2နာညီတဲ့3 gun ကိုကြတော့ကျွန်တော်တို့အနေနဲ့ isosceles 2နာညီ3 gun လို့ခေါ်ပါတယ်အနာတနာမှမညီတဲ့ဟာကြတော့ scale လေးအနာမညီ3 gun လို့ခေါ်ပါတယ်အနာညီရဲဆိုတာကျွန်တော်တို့ဒီအကွာဝေးတူတာကိုပြောတာပေါ့နော်ဆိုတော့3နာညီတဲ့ဟာကို3နာညီ3 gun equilateral လို့ခေါ်တယ်2နာညီတဲ့ဟာကို2နာညီ3 gun isosceles လို့ခေါ်တယ်အနာလုံးဝမညီတဲ့တနာမှမညီတဲ့ဟာကိုကြတော့အနာမညီ3 gun scale လေးလို့ခေါ်တာဖြစ်ပါတယ်ပေါ့နော် okay ဆိုတော့ဒီနေရာမှာကျွန်တော်တို့အနေနဲ့အနာတွေတူလို့ရှိရင် concept တစ်ခုကပါလဲဆိုတော့ down တွေပါတူမှာဖြစ်ပါတယ်ဥပမာဆိုရင်ဒီမှာအနာ3နာညီပြီဆိုရင်သူ့တွေမှာရှိတဲ့ down 3လောက်မှာတူတူပဲပေါ့နော်ပြီးလို့ရှိရင်ဒီမှာ isosceles အနာ2နာညီတယ်ဆိုရင်ညနေချင်းဆိုင်နေတဲ့ down တွေဟာအတူတူပဲဥပမာကျွန်တော်ဒီမှာအနေအောင်နှစ်ခုပြတာလေ down နှစ်ခုကတူတယ်ပေါ့နော်အနာမညီတွေကမှကြတော့ကျွန်တော်တို့ down တွေကတူဖို့မရှိဘူးပေါ့နော်တူဖို့မရှိဘူးเนาะဆိုတော့ဒါကြတော့ကျွန်တော်တို့အနေနဲ့အနာတွေအကြောင်းဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ down တွေနဲ့အမျိုးအစားခွဲလို့ရတယ် down တွေနဲ့အမျိုးအစားခွဲလို့ရတယ်ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်အနေနဲ့3 gun တစ်ခုမှာ3နာလုံးက down ချင်းဖြစ်နေပြီဆိုရင်အဲ့ဒါဒီကျွန်တော်တို့ down ချင်း3 gun acute triangle လို့ခေါ်ပါတယ်3နာလုံးက down ချင်းဖြစ်နေပါရမှာเนาะအနာတနာက90 degree ဖြစ်နေပြီဆိုရင်အဲ့ဒါကိုကျွန်တော်အနေနဲ့ right triangle ဟိုdown man 3 gun လို့ခေါ်တယ်ပေါ့နော်အနာတနာက down ကျဖြစ်နေပြီဆိုရင်ကျွန်တော်တို့က obtuse triangle down ကျ3 gun လို့ခေါ်တာဖြစ်ပါတယ်ဆိုတော့ဒါတွေကတော့အကုန်လုံးသိပြီးသားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်သိပြီးတော့ထွေလို့မရှင်းရတော့ဘူးပေါ့နော်အဓိကအဖြစ်3 gun တွေကိုကျွန်တော်အနေနဲ့ပိုင်းပိုင်းခွဲလို့ရတယ်အနာတွေနဲ့မျိုးစားခွဲလို့ရလို့ down တွေနဲ့မျိုးစားခွဲလို့ရတယ်အနာတွေနဲ့မျိုးစားခွဲမယ်ဆိုရင်ကျွန်တော်အနေနဲ့3နာညီ3 gun တွေရှိမယ်2နာညီ3 gun ရှိမယ်အနာမညီ3 gun ရှိမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ down တွေနဲ့ခွဲမယ်ဆိုလို့ရှိရင် acute triangle down ချင်း3 gun ရှိမယ် down man 3 gun ရှိမယ် down ကျ3 gun ရှိမယ်ဒါတွေပါပဲပေါ့နော်โอเคနောက်တစ်ခု quadrilateral ကကြတော့ကျွန်တော်တို့ဒီလေးနာပါတယ်ပစ္စည်းတွေပေါ့နော်လေးနာပါတယ်ပစ္စည်းတွေလေးနာပါတယ်တော့ပစ္စည်းတွေကြာကျွန်တော်တို့ quadrilateral လို့ခေါ်တာဖြစ်ပါတယ်ဆိုတော့ဘာတွေရှိမလဲပေါ့နော်ပထမဆုံးအနေနဲ့ကျွန်တော်တို့ square ရှိမယ် square ကကြတော့အနာလေးနာလုံးတူတဲ့ဟာကိုကျွန်တော်တို့အနေနဲ့ square လို့ခေါ်တယ်ဒီမှာဆိုလို့ရှိရင်အနာလေးနာလုံးတူတဲ့ဟာအဲ့ဒါကို square လို့ခေါ်တယ်နောက်တစ်ခုက rectangle ကကြတော့ကျွန်တော်တို့ဒီမှာညနေချင်းဆိုင်အနာတွေတူတယ်ညနေချင်းဆိုင်အနာတွေတူတယ်ဟာအဲ့ဒါကို rectangle လို့ခေါ်တယ်ပေါ့နော် rectangle လို့ခေါ်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့ parallelogram ကြတော့ကျွန်တော်တို့နင်းအနက်ပြိုင် student ပေါ့နော်အနက်ပြိုင် student သူကကြတော့မျက်နှာချင်းဆိုင်အနာတွေလည်းတူတယ်ခုနကတော့ square နဲ့ down man student ကကြတော့သူက down တွေက90 degree ဖြစ်တယ်ဒါပေမဲ့အနက်ပြိုင် student ကြတော့သူက down တွေက90 degree မဖြစ်ဘူး90 degree မဖြစ်ဘူးပေါ့နော်ဆိုတော့ rectangle ကကြတော့90 degree ဖြစ်တယ်ကျွန်တော်တို့အနာလေးနာလေးရှိတယ်ပြီးလို့ရှိရင်မျက်နှာချင်းဆိုင်အနာတွေလည်းတူတယ်ဆိုလို့ရှိရင်90 degree ဖြစ်တယ်ဆိုတော့ rectangle 90 degree မဖြစ်ဘူးဆိုရင်အဲ့ဒါဒီ parallelogram ပဲနော်ဒီတော့မှုရှိမယ်ဆိုတော့ပထမတစ်ခုကဒီက square ဆိုတာတော့အနာလေးနာလုံးတူတယ်ထောင်းတွေကလေ90 degree စီရှိရတာဒါလေး square ဖြစ်ပါတယ် rectangle ကကြတော့ကျွန်တော်တို့မျက်နှာချင်းဆိုင်အနာတွေတူတယ်အနာလေးနာလုံးတူလို့မရအောင်မျက်နှာချင်းဆိုင်အနာတွေတူတယ်ထောင်းတွေကလေ90 degree စီရှိတယ်အဲ့ဒါကို rectangle down man student လို့ခေါ်တယ် parallelogram အနာပြိုင် student အနာလေးနာလုံးမတူဘူးဒါပေမဲ့မျက်နှာချင်းဆိုင်အနာတွေတူတယ်ပြိုင်တယ်ပေါ့နော်ပြိုင်နေတူတယ်ပြီးလို့ရှိရင်ထောင်းတွေကကြတော့90 degree မဖြစ်ဘူးပေါ့နော်ထောင်းတွေက90 degree မဖြစ်ဘူးဒါတွေကကြတော့ကျွန်တော်အနေနဲ့ parallelogram ခေါ်တယ် parallelogram မှာတစ်ခုရှိတာကဒီလိုမျိုးမျက်နှာချင်းဆိုင်ဖြစ်နေတဲ့ထောင်းတွေကကြတော့တူတယ်ဒီမှာအနည်းချင်းအမဲချင်းအဲ့မျက်နှာချင်းဆိုင်ဖြစ်နေတဲ့ထောင်းတွေကတွားပြီးတော့တူနေရပေါ့နော်ဒါဒီပါလဲဆိုတော့ parallelogram ဖြစ်ပါတယ်နောက်တစ်ခု trapezoid ကို trapezium လို့လည်းခေါ်တယ်ပေါ့နော် trapezium ကကြဘယ်လိုမျိုးလဲဆိုတော့အနာတစ်စုံပြိုင်နေရ trapezium ပဲလေးနာလုံးပြိုင်စရာမလိုနှစ်နာပြိုင်နေရပြီနှစ်နာပြိုင်နေမယ်ဆိုရင် trapezium ပဲ parallelogram ကကြတော့သူကလေးနာလုံးပြိုင်တယ်လေးနာလုံးမှာမျက်နှာချင်းဆိုင်နေပြိုင်တာပေါ့နော်မျက်နှာချင်းဆိုင်နေပြိုင်တာ trapezium ကကြတော့ကျွန်တော်တို့နှစ်နာပြိုင်နေရပြီပေါ့နော်ပြီးနောက်ထုတ် rhombus ကကြတော့အနာလေးနာလုံးတူတယ်ဗျာအနာလေးနာလုံးတူတယ်ဒါပေမဲ့ထောင်းတွေက90 degree မဟုတ်ပေါ့နော်ထောင်းတွေက90 degree မဟုတ်ဒါပေမဲ့မျက်နှာချင်းဆိုင်ထောင်းတွေကကြတော့တူညီတယ်ဒီလိုမျိုးမျက်နှာချင်းဆိုင်ထောင်းတွေကကြတော့တူညီတယ်ဆိုတော့ဒါဒီပါလေဆိုတော့ rhombus ဖြစ်ပါတယ်နော် okay guide ကိုတော့ခဏထားလိုက်ပါဆိုတော့ဒီ၅ခုပဲချက်ကြည့်ရအောင်
ဆိုတော့ပထမဆုံးအနေနဲ့ square ဒီအနားလေးနားလုံးတူတယ်ပြီးလို့ရှိရင်ထောင်းတွေအလုံးကလေ90 degree ဖြစ်တယ်ပြီးရင် rectangle ကကြတော့ကျွန်တော်တို့အနားလေးနားမှာမျက်နှာချင်းဆိုင်အနားတွေတူတယ်ထောင်းတွေက90 degree ဖြစ်တယ်ပြီး parallelogram မှာကြတော့မျက်နှာချင်းဆိုင်အနားတွေတူတယ်ပြိုင်တယ်ထောင်းတွေက90 degree မဖြစ်ဘူးဒါပေမဲ့မျက်နှာချင်းဆိုင်ထောင်းတွေကကြတော့တူနေတယ် trapezium trapezoid ကကြတော့အနားတစ်စုံအနားနှစ်နားပေါ့အနားနှစ်နားပြိုင်နေ trapezium ပြီးရင် rhombus ကကြတော့ကျွန်တော်တို့လေးနားလုံးညီတယ်ပြီးရင်ထောင်းမှန်မဖြစ်ဘူးထောင်းမှန်ဖြစ်သွားရင် square ဖြစ်သွားမှာထောင်းမှန်ဖြစ်သွားရင် square ဖြစ်သွားမှာဆိုတော့ထောင်းမှန်မဖြစ်ဘူးဒါပေမဲ့မျက်နှာချင်းဆိုင်ထောင်းတွေကကြတော့တူညီရဲပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်အနေနဲ့rhombus လို့ခေါ်တာဖြစ်ပါတယ်ပေါ့နော်ဒါလေးပါပဲဆိုတော့ဒီနေရာမှာကျွန်တော်ခုနကတော့တရိကန်နဲ့ဒီမှာအခု၄နားရှိတဲ့ဟာပေါ့နော်၃နားရှိတဲ့တရိကန်တွေမှာကြတော့သူကအသွေးတောက်၃ခုပေါင်းခြင်းတွင်းနဲ့တောက်၃ခုအဲ့ဒီ၃ခုပေါင်းတွေကဘယ်လောက်ရှိလဲဆိုတော့180 degree ရှိပါတယ်နော်တွင်းတောက်၃ခုပေါင်းရင်180 degree ရှိတယ်၄နားရှိတဲ့ကောင် parallelogram ပဲဖြစ်ဖြစ် square ပဲဖြစ်ဖြစ် rectangle ပဲဖြစ်ဖြစ် rhombus ပဲဖြစ်ဖြစ် trapezoid ပဲဖြစ်ဖြစ်အကုန်လုံးကဘယ်လောက်ရှိလဲဆိုတော့360 degree ရှိပါတယ်နော်ဆိုတော့ဒါကတော့၄နားရှိတဲ့ကောင်၄တောင်ရှိတဲ့ကောင်တွေပါဒါတွေကို quadrilateral လို့ခေါ်ပါတယ် quadrilateral ပုံမှာမြင်းပြိုင်တာတွေအတူတာတွေထောင်းတူတာတွေထောင်းပြိုင်တာတွေဒါတွေကိုပုံတည်ပြီးတော့အမျိုးအစားတွေ꿰သွားတာဖြစ်တယ်ပေါ့နော်ဒါလေးပါပဲ okay ဆိုတော့ဒီမှာကြည့်မယ်ဆိုရင်ဒါတခြားသော 2D shape တွေပေါ့နော်ကျွန်တော်တို့ subwine circle ဆိုတဲ့ subwine ရှိမယ်ပြီးရင် subwine တစ်ချမ်း subwine မှာအလေတက်တဲ့တစ်ချမ်းခွဲထားတဲ့တစ်ချမ်းကိုကြတော့ semi circle လို့ခေါ်တယ်ပေါ့နော် subwine ချမ်းလို့ခေါ်တယ်ပြီးရင်3နား3တောင်ရှိတဲ့ဟာကို triangle 3 လို့ခေါ်တယ်4နား4တောင်ရှိတဲ့ဟာကိုကြတော့ square ကျွန်တော်တို့ဒီ square လည်းဖြစ်နိုင်တယ် quadrilateral ပေါ့နော် quadrilateral တွေဖြစ်နိုင်တယ်ပြီးလို့ရှိရင်ဒီမှာဆိုရင် rectangle ပေါ့နော်ဒါဆိုရင် parallelogram ဒါဆို rhombus ဒါဆိုရင် trapezoid ဒါတွေအကုန်လုံးက4နား4တောင်ရှိတဲ့ဟာကြီးပေါ့နော်5နား5တောင်ရှိတဲ့ဟာကြတော့ကျွန်တော်တို့ pentagon လို့ခေါ်တယ်6နား6တောင်ရှိတာကြတော့ hexagon 9နား9တောင်က heptagon 10နား10တောင်က octagon 9နား9တောင်က nonagon 10နား10တောင်က decagon เนาะဒါတွေကဘာလဲဆို Greek ဘာသာစကားတွေ Greek မှာဆိုရင်9ကို penta လို့ခေါ်တယ်6ဆို hexa လို့ခေါ်တယ်9ဆို hepta 10ဆို octa 9ဆို nona 10ဆို deca အဲ့ဒီနောက်မှာကျွန်တော်တွေကခွန်ပေါ့နော်ခွန်ဆိုပြီးတော့ပေါင်းလိုက်တာပေါ့နော်ဒါတွေကကျွန်တော်တို့တခြားတော့ 2D shape တွေဖြစ်ပါတယ်ဒါကြတော့ oval ကကြတော့ subwine လိုမျိုးမဟုတ်ဘဲねသူကနည်းနည်းပြပြလေးဖြစ်တယ်ပေါ့နော်ဘဲဥပုံလို့ခေါ်တယ်ဒါလေးကတော့တခြား shape တွေပါဒါအပြင်ကျွန်တော်တို့တခြားတော့ပုံတံတန်မမှန်တဲ့ shape တွေလည်းအများကြီးရှိပါသေးတယ်ပေါ့နော်ဒါနဲ့ဒါလေးတွေကိုသိကြရပါပြီ